သာသနာတော်နှစ်2553ခုနှစ်ကဆုံလဇန်17ရက်2010ခုနှစ်4လပိုင်း23ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရှမ်းပြည်နယ်တာချီလိတ်မြို့ရှမ်းရိုးမအာကစားကွင်းအတွင်းရှိဓမ္မပူဇနီယနေရာဌာန၌တာချီလိတ်မြို့နယ်ဂောစကံအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွတာချီလိတ်မြို့နေသူနေသားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောနှစ်ဦးမင်္ဂလာဓမ္မပူဇနီယအခါကာလပထမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဦးထွန်းနေဦးဒေါ်ခင်ခင်ချိုသမီးမမြတ်မိုးငုံသားမောင်ထွန်းထက်အောင်မိသားစုဦးမျိုးမြင့်အောင်ကမ္ဘောဇဗန်ဒေါ်အေးအေးဝင်းနှင့်သမီးဒေါက်တာမျိုးသွဲ့သွဲ့ဦးသားမောင်ထွန်းနောင်ဦးမောင်ဖြိုးနောင်ဦးမိသားစုတို့မှာအသီးသီးလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာလေးပါးမြတ်တရားတော်တို့ကိုဆရာမကုသယံမူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝေနေယအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စေတော်တို့ကိုတိုက်ကြွတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2553ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဦးဇင်းအားဤသစ္စာလေးပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လေဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆတ်သောအဖြစ်၎င်းဦးဇင်းဤမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အား
ကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်ကဲအားလုံးဦးဇင်းပြောတာကြားလားကောင်းကောင်းကြားတယ်နော်ဟုတ်ပြီယခုဒါကစုံလပေါ့လေလာမဲ့ကစုံလပြည့်ဆိုရင်ဒုသာသနာ2553နှစ်ကနေကျော်လွန်လို့2554ခုနှစ်ခရီးကိုခရီးဆက်တော့ဒီတော့ဒီနေ့တရားရက်ကလည်းနောက်ကြတော့နှစ်သိကူးတာလည်းကစုံလာတယ်မှာပဲအဲ့တော့မြန်မာလိုနှစ်သိကူးတာလည်းကစုံလာသာသနာနှစ်သိရောက်မှလည်းကစုံလာနော်ဒါကြောင့်ဒီတရားပွဲသည်နှစ်သိမင်္ဂလာတရားပွဲဒီလိုပြောတာနော်ကောင်းပြီဦးဇင်းတို့တော်ကောင်းတို့တွေယခုလိုလူဘဝကိုရောက်လာကြတဲ့အခါမိမိတို့ရဲ့စာဝတ်နေရေးအတွက်အမြဲတမ်းရုန်းကန်ရှာဖွေပြီးတော့မနေကြရဘူးလားဟုတ်ပြီအခုလိုတာချီလိမ့်မျိုးဆိုတာနေဇက်မျိုးပေါ့လေအဲ့တော့တစ်ဖက်နိုင်ငံနဲ့ဂုံကူးသန်းရောင်းဝယ်ရေးကနေပြီးတော့စီးပွားရှာဖွေကြမလို့အဲ့တော့များသောအားဖြင့်တာချီလိမ့်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာရှာဖို့ဖွေဖို့ရောက်လာကြတာပေါ့အနေနဲ့ရရကဟုတ်ကဲ့လားဘာလို့မလို့ရောက်လာလဲရှာဖို့ဖွေဖို့စီးပွားဥစ္စာရှာမယ်ဘာရှာမယ်တခြားတော့ရှာစရာသိမရှိပါဘူးအဲ့တော့တာချီလိမ့်မြို့သူမြို့သားတွေတခုမေးခြင်းတယ်ရှာတတ်ဖွေတတ်ပြီလားရောမပြေကြတော့ကြားလားကြားရင်ပြီးတော့ဒီမှာတော့ဥစဉ်သိစေမပြေဘူးဒါကြောင့်မေးကြားတယ်နော်ရှာတတ်ဖွေတတ်ပြီလားသူတို့ရဲမဖြေရဘူးအဲ့တော့ဒီနေ့အဲ့ဒီရှာတာဖွေတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားထားခဲ့တဲ့ဒေသနာပဲတနည်းအားဖြင့်ဦးဇင်းတို့ဟောလက်စအလုံးသိမှာပေါ့လေအပဒံပါဠိတော်ဘာပါဠိတော်အပဒံဒါစာလို့ပြောတာတို့အရစကားနားလည်အောင်ပြောရင်အပဒါနဆိုတာအထုပ္ပတ္တိတွေကိုပြောတာအဲ့တော့ဘုရားရှင်လက်ထက်ကဘုရားနဲ့တကွကျွတ်တန်းဝင်သွားကြတဲ့ယဟန္တာဘိက္ခုတွေဘိက္ခုနီမတွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အထုပ္ပတ္တိဆိုတာယခုလိုဘာကြောင့်သူတို့ကျွတ်တန်းဝင်ကြတယ်လဲဘုရားသာသနာနဲ့ဘာလို့တွေ့တယ်လဲဆိုတာတွေကိုဇတ်ကြောင်းပြန်ပြီးတော့ဟောထားတာတွေကိုအပဒံလို့ခေါ်တယ်အဲ့ဒီမှာထေရအပါဒံဆိုတဲ့ဘိက္ခုတွေအကြောင်းဟောရင်းကနေဘိက္ခုအကြောင်းဟောလာတာအပါ40ကျော်သွားပြီအဲ့တော့ဘိက္ခုတိမတွေလည်းတစ်ဖက်တစ်ခါပြောအောင်မှာပဲဆိုတော့ဘိမျိုးကစဟောလာတယ်ဘိမမဟာပဇာပတိဂေါတမီအကြောင်းသူကတော့ရတ္တင်ညူဧတတဲ့ဒုဖယားသာသနာတော်မှာအမျိုးသမီးတွေထဲမှာသက်တော်အရှိဆုံးဘွဲ့တနည်းအားဖြင့်ညအပိုင်းခြားကိုသိတဲ့နေရာမှာအထူးကျွန်းဆုံးလို့ဘိက္ခုနီမအကြီးဆုံးဖြစ်တဲ့မဟာပဇာပတိဂေါတမီအကြောင်းအဲ့ဒါဗိမာဟောခဲ့တယ်။ကြိုက်ထုံမှာကြတော့ပညာအယာမဧတတဲ့ပညာအယာမအထူးကျွန်းဆုံးအမျိုးသားဘက်ကဘိက္ခုတွေကဆိုရင်အရှင်သာရိပုတ္တရာဘိက္ခုနီမဘက်ကကြတော့ခေမာထေရီခေမာမိဖုရားကြီးကဖြစ်သွားတဲ့ခေမာထေရီအပါဒံကိုဟောခဲ့တယ်အဲ့ဒီကနေသထုံမြို့ရောက်ပြီးခဲ့တဲ့2ရက်ကပေါ့သထုံမှာကြတော့တကိုးအရာမှာဧတတဲ့တကိုးမှာအထူးကျွန်းဆုံးဖြစ်တဲ့ဘိက္ခုနီမတွေကအလှဆုံးအချောဆုံးဥပ္ပလဝဏထေရီမကြီးရဲ့အပါဒံကိုဟောခဲ့တယ်အဲ့တော့ဒီနေ့အလှည့်ကျလာတာကတာချီလိတ်မြို့မှာအလှည့်ကျတာက
ရာစာယီထေရီအပါဒံအဲ့တော့ဗရာစာရာလို့ဒီလိုခေါ်တယ်သူတော်တို့အားလုံးနားလည်တဲ့စကားနဲ့ပြောရင်ဗရာစာယီအကြောင်းဘယ်လိုအကြောင်းသူကတို့ဘုရားသာသနာမှာဘယ်လိုအရာရောက်ထူးချွန်တဲ့ပုဂ္ဂိုလ်လဲလို့မေးရင်ဝိနည်းဆောင်ကျင်းခြင်းအရာမှာဣတတဲ့ဘယ်လိုပွဲရူရလဲအဲ့တော့အခုအရာစကားနဲ့နားလည်အောင်ပြောရရင်ဘုရားရှင်ရဲ့အဆုံးအမဝိနည်းစည်းကမ်းတွေကိုကျွမ်းကျင်တဲ့နေရာမှာဣတတဲ့ဥပရိအကျွမ်းဆုံးပေါ့နော်ဘာအကျွမ်းဆုံးလဲတို့ဘိက္ခုတွေကဥပါလိဘိက္ခုနီတွေကဗရာစာရာအလုံးနားလည်အောင်ပြောရင်ဗရာစာယီကြားဘူးလားဗရာစာယီဆိုရင်ဗုဒ္ဓဘာသာဝင်တော်တော်များများသိတာများပါတယ်အဲ့ဒီထေရီမာကြီးအကြောင်းကိုဒီနေ့ပြောမယ်အဲ့တော့ဗရာစာရီထေရီမာကြီးဒီနော်တို့ဘုရားရှင်ရဲ့ရှင်းပါလားအလုံးโอเคတယ်နော်โอเคဆက်ဟောမှနေရာပြဿနာမရှိဘူးမိုးကဘာမှမဖြစ်ဘူးအဲ့တော့ဗရာစာရီထေရီမာကြီးအကြောင်းပြောမယ်အဲ့တော့ဗရာစာရီသည်ပြေးပြီဗရာစာရီထေရီမာကြီးသည်တို့ဘုရားသာသနာတော်မှာဝိနည်းဆောင်ဝိနည်းကျွမ်းကျင်တဲ့နေရာမှာဣတရေဆိုတဲ့ဂုံတူးဆောင်ဘွယ်တူးကိုရပါတယ်အဲ့တော့အဲ့ဒီဘွယ်တူးကိုဘာကြောင့်ရလာသလဲဘယ်အကြောင်းကြောင့်ရလာသလဲလို့မေးရင်အဲ့ဒီအကြောင်းကိုဗရာစာရီထေရီမာကြီးကပြန်လည်ဟောပြောပြသတဲ့အပဒံပေါ့လေဒါပြောမယ်အဲ့ဆက်ဖွဲ့မေးကြည့်တာဆက်ဖွဲ့ရမလားနားပိတ်ထားလိုက်နော်ရမနော်ဟုတ်ပြီဘယ်လောက်တရားရှိသလဲလို့စမ်းကြည့်တာပါမေတ္တာပို့ထားတဲ့သူမရအောင်အဲ့တော့အားလုံးဗရာစာယီထေရီမာကြီးသည်တို့ဘုရားသာသနာမှာတမန်ညပုဂ္ဂိုလ်လားထူးချွန်တဲ့ပုဂ္ဂိုလ်လားဟုတ်ပြီအဲ့ဒီထူးချွန်တဲ့ပုဂ္ဂိုလ်ကြီးဒီလိုဂုံတူးပွဲတူးတွေဘယ်လိုလုပ်ရလာသလဲဆိုတဲ့အကြောင်းတရားသူတော်ကောင်းတို့ကိုဟောထားပြီးသားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အကြောင်းမှန်ရင်အကြောင်းမမှန်ရင်ကြည့်ဗရာစာယီလာတော့မယ်ဗရာစာယီထေရီမာကြီးကငါဟာတဲ့ယခုကဲ့သို့ဂေါရမရှင်တော်ဘုရားရဲ့သာသနာတော်မှာဘုရားရဲ့တပည့်သာဝိကာမအနေနဲ့ကျွတ်တန်းဝင်ပြီးတော့ဝိနည်းဆောင်အရာမှာဣတရက်ဆိုတဲ့ဂုံတူးရခဲ့တာဟိုးလွန်ခဲ့တဲ့ကဘာတသိန်းတုန်းကဘယ်တုန်းကလဲကဘာတသိန်းတုန်းကဘဒုမုတ်တရာဆိုတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးပွင့်ခဲ့တယ်ဘယ်ဘုရားပွင့်ခဲ့သလဲဘယ်တုန်းကလဲလွန်ခဲ့တဲ့ကဘာတသိန်းဒါတခြားကြောင့်ပြောတာမဟုတ်ဘူးအာလုဘုဒ္ဓဖြစ်အောင်မှတ်ထားတို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်မှာမဟာသာဝကကြီးတွေအတိတိ၈ကျိတ်ဘိက္ခုနီမတွေကထူးချွန်တဲ့ဣတရေယ73ပါးအစရှိသဖြင့်မဟာသာဝကကြီးတွေသည်ဘုရားရှင်ရဲ့သာသနာမှာမဟာသာဝကဖြစ်နေထူးထူးချွန်ချွန်ကျွတ်တန်းဝင်ခြင်းရင်အနည်းဆုံးကဘာတသိန်းပါရမီဖြစ်ရတယ်ဘယ်လောက်ပါရမီဖြစ်ရဒါကြောင့်မဟာသာဝကတော်တော်များများသည်ကဘာတသိန်းကဗျာဒိတ်ခံခဲ့ကြတာများတယ်လို့မှတ်ရမယ်ဟုတ်ပြီနော်အဲ့တော့တို့ဘုရားရဲ့အပါဒံတွေအခုမဟာသာဝကကြီးတွေရဲ့အပါဒံကိုဟောတဲ့အခါများသောအားဖြင့်ဘဒုမုတ်တရာဘုရားရှင်လက်ထက်မှာအကြောင်းခံခဲ့ကြတယ်အခုဗရာစာရီထေရီမာကြီးသည်လေအဲ့ဒီလွန်ခဲ့တဲ့ကဘာတသိန်းကဘဒုမုတ်တရာဘုရားရှင်လက်ထက်ကအကြောင်းခံလာအဲ့တော့
အားလုံးကိုသူကပြန်ပြောတယ်ငါရှင်တို့တဲ့ငါဟာအခုလို့ဝိနည်းဆောင်ဧတရက်ဆိုတဲ့ဂုံတူးကိုရခဲ့တာလွန်ခဲ့တဲ့ကဘာတသိန်းတုန်းကဘုရုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကြီးပွင့်တဲ့ချိန်ဟန္တာဝရီပြည်ကြီးမှာသူဟာအမတန်ချမ်းသာတဲ့တထေသမီးဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့တဲ့။အမတန်ချမ်းသာတဲ့တထေသမီးဆိုတော့ဘုရုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကြီးသည်ဟန္တာဝရီပြည်ကြီးမှာသတင်းသုံးနဲ့အဲ့တော့ဟန္တာဝရီပြည်ရှင်မင်းနဲ့မင်းစိုးရာဇဂုံတရေရှိတထေတကြွယ်အထက်တန်းလွာတွေအားလုံးကဘုရားကိုကိုးကွယ်တဲ့စိတ်ကတ်တယ်ဘုရားထံမှာအဆုံးအမခံယူကြတယ်အဲ့တော့အဲ့ဒါလို့အဆုံးအမခံယူကြတော့တရက်မှာဟောဒီဗရာစာကြီးအလောင်းတထေသမီးလေးလဲတရားနာတဲ့ထဲပါသွားတယ်ပါတော့အခုလို့ဓမ္မသဘင်ကြီးတစ်ခုမှာတရားဟောနေတော့ဗရာစာကြီးအလောင်းကလည်းတရားနာနေတယ်အဲ့ဒီတရားနာတဲ့နေ့မှာပဲထူးထူးခြားခြားဘုရုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာကဘိက္ခုနီမတဲကဝိနည်းဆောင်ဥပဒေကျွမ်းကျင်တဲ့နေရာဘုရားပြညတ်လိုက်တဲ့ဝိနည်းတွေကိုကျင့်ဆောင်တဲ့နေရာမှာဒီလိုကျင့်ရင်အပ်တယ်ဒီလိုကျင့်ရင်မအပ်ဘူးဟောသလိုလုပ်ရင်အပြစ်သင့်တယ်ဒီလိုလုပ်ရင်အပြစ်မသင့်ဘူးဘုရားကဒီအကြောင်းကြောင့်ဒီစည်းကမ်းကိုထုတ်တာဒီအကြောင်းကြောင့်ဒီအချက်ကိုပယ်တာဒီလိုကျွမ်းကျင်တယ်ဝိနည်းပြအဲ့ဒါလိုကျွမ်းကျင်တဲ့ဧတရေယဘိက္ခုနီမကြီးတယောက်ကိုဂုံတူးပွဲတူးပေးလိုက်အခုလိုတရားပွဲသဘင်ကြီးမှာဗရာစာရီဘိက္ခုနီမအလောင်းနာနေတဲ့တရားပွဲမှာမှအဲ့ဒီပွဲတူးကိုပေးလိုက်တော့ဒီဗရာစာရီအလောင်းတထေသမီးလေးဟာတရားနာရင်းနဲ့အဲ့ဒီဘိက္ခုနီမကြီးကိုအားကျတယ်ဩငါလဲသူ့လိုဂုံတူးရှင်ဖြစ်ရင်လောကလူဘုံအလယ်တတ္တဝါတို့အလယ်လောကသုံးဘုံအလယ်မှာဗုဒ္ဓရှင်တော်ဘုရားရဲ့အချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ကောင်းပါပဲဒါလေးဆန္ဒဖြစ်အတူယူတာပေါ့ဘာလို့လဲတို့ဘုရားသာသနာတော်မှာယဟန်တွေအတွက်ဘုရားကပြောထားတာရှိတယ်ယဟန်များသည်တဲ့အတူယူခြင်းရင်အရှင်သာရိပုတ္တရာသည်ပညာအရာမှာဧတရက်အဲ့ဒီဧတရက်ဘွယ်ထူးဆောင်ပညာအရာဧတရက်ပုဂ္ဂိုလ်ကြီးကဲ့သို့ငါတို့ဖြစ်အောင်ကြိုးစားမယ်ဒီလိုအတူယူရမယ်ရှင်မမောဂလန်ကိုရောမြတ်ကြီးကတကောအရာမှာဧတရက်အဲ့ဒီတမာရီကြီးရင်တော်မူသောရှင်မမောဂလန်ကိုရောမြတ်ကြီးကိုအတူယူပြီးတော့ကျင့်ရကျင့်ရမယ်အမျိုးသမီးတွေဘက်ကကျင့်ရင်လည်းဘိက္ခုနီမတွေမှာပညာအရာဧတရက်ကခေမာထေရီတကောအရာဧတရက်ကဥပ္ပလောအစရှိသဖြင့်ဂုံတူးဆောင်ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့တော့အတူယူတယ်ဆိုတာမကောင်းတာကိုယူရမှာလားကောင်းတာကိုယူရမှာရှာတတ်ဖွေတတ်အောင်ဒီနေ့သင်ရမှာဟုတ်ဟမ်တို့ဒီနေ့မြန်မာနိုင်ငံသူနိုင်ငံသားတွေမရှာတတ်မဖွေတတ်လို့အဖက်ဖက်ကချွတ်ရင်းနေဟမ်နေကိုရီးယားကားတွေကြီးမယူသင့်တဲ့အတူကိုယူတယ်ဟောဒီကားကြည့်ကြတာချင်းအတူတူပဲပညာရအောင်ကြည့်တဲ့လူကပညာရအောင်ကြည့်တယ်သူတို့ရဲ့အဆင့်တန်းဘာလို့မြင့်နေတာလဲဘာကြောင့်တိုးတက်နေတာလဲလို့တိုးတက်ရခြင်းအကြောင်းအဆင့်မြင့်ရခြင်းအကြောင်းကိုရှာဖွေတဲ့လူကရှာဖွေတယ်များသောအားဖြင့်ကြတော့အတုမယူသင့်တဲ့အလေးအကျင့်နဲ့အဝတ်အစားအနေအထိုင်တွေကိုဘာသာလို့အတုယူတယ်ဆိုတာရှာတတ်လို့လားမရှာတတ်လို့လားအေးဗရာစာကြီးကကြည့်ဗရာစာကြီးလောင်းနေတာတထေသမီးလေးကတရားနာရင်းနဲ့ဂုံတူးဆောင်ပုဂ္ဂိုလ်ဂုံတူးဆောင်ဘွဲပေးလိုက်တော့အဲ့ဒါလိုပုဂ္ဂိုလ်ဖြစ်အောင်ငါကြိုးစားမယ်အဲ့တော့ငါဘာလုပ်ရမလဲဆိုတော့ပထမဦးဆုံးကုသိုလ်လုပ်မယ်ဆိုပြီးတော့ဘုရုမုဒ္ဒရာဘုရားရှင်ကိုတော်မြတ်ကြီးထံစောစားသွားပင့်တယ်သူကိုယ်တိုင်ပင့်တယ်ဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်မကိုအစဉ်သနာခြင်းကိုအကြောင်းပြု၍ဘုရားတပည့်တော်မ၏အိမ်တို့အရှင်ဘုရား၏တပည့်တန်ခါနှင့်တကွဆွန်ဖုံပေကြွတော်မူပါဘုရားစောစားပင့်တယ်9ရက်မနေ့တော့အေး
စောသာ9ရက်ပင်းပြီးတော့အိမ်မှာဘုရားမူရှိတဲ့သံဃာတော်ရှင်သူမြတ်တွေကိုမော်မြတ်လှစွာတဲ့ဆွမ်းခွဲပဲဘောဇင်ချိုးချင်းပြပြတွေနဲ့ဆက်ကလူတန်း9ရက်9ရီ10ရက်မြောက်နေကြတော့သင်္ကန်းဆွမ်းကပ်ရင်းနဲ့သင်္ကန်း3စုံသင်္ကန်းဒွိစုံတစ်စုံပေါ့လေသင်္ကန်း3တဲ့သောသင်္ကန်းကိုဘုရားရှင်ကိုတော်မြတ်ကြီးကိုမော်မြတ်ရိုသေးစွာမော်မြတ်လှစွာတဲ့သင်္ကန်းကိုဆက်ကလူတန်းပြီးတော့သူတောင်းပုံလေးကြည့်ဘုန်းတော်ကြီးလာတော်မူသောမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်လွန်ခဲ့တဲ့10ရက်မြောက်နေ့ကဓမ္မသဘင်ကြီးထဲမှာဘုန်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဤတပည့်မဝိနည်းဆောင်ဧတရေယဘိက္ခုနီမကိုဧတရေဘွယ်သူထားတဲ့နေရာမှာဘုရားတပည့်တော်ဒါကြားခဲ့ရပါတယ်အကယ်၍များဘုရားတပည့်တော်လှုပ်ထားခဲ့တဲ့ကောင်းမှုကုသိုလ်ကံတွေဟာတဲ့ထိုက်တန်ခဲ့မယ်ဆိုရင်အဲ့ဒီဘိက္ခုနီမလိုဖြစ်ချင်ပါတယ်ဘုရားတရားနာထောင်တော့သူလှုပ်ချင်ရလူချင်ရလူလှုပ်ချင်ရလှုပ်ပြီးတော့ဒါဖြစ်ပြရစေလို့ဆုတောင်းတယ်လားမဟုတ်ဘူးရှင်ဘုရားတပည့်တော်အခုလှူခဲ့တန်းခဲ့တဲ့ကုသိုလ်ကောင်းမှုတွေနဲ့တပည့်တော်ပြုခဲ့တဲ့အကြောင်းကံတွေဟာထိုက်တန်ခဲ့မယ်ဆိုရင်မလုပ်ခဲ့မယ်ဆိုရင်အဲ့ဒီဝိနည်းဆောင်ဧတရေဆိုတဲ့ဘွယ်သူကြီးနဲ့ထိုက်တန်တဲ့အကြောင်းတရားသူ့မှာရှိရင်ဒီလိုပြောတာဒါဖြင့်ပရာစာရီအလောင်းလျာတထေသမီးသည်အမျိုးသမီးပင်ဖြစ်ပင်ဖြစ်냐တော့လည်းပဲအချောင်လိုချင်တာလားထိုက်တန်လိုချင်တာလားဒါလည်းအတူယူဖို့ကောင်းရှင်းတယ်နော်ဘာမှမလုပ်ဘဲနဲ့ရကြတာလားထိုက်တန်အောင်လုပ်ပြီးမှရကြတာလားဒါအားလုံးမှလိုအပ်တဲ့အရေးချင်းတစ်ခုရှင်းတယ်နော်ကောင်းပြီအဲ့တော့ရာသီဥတုရနည်းနည်းခြုံပြီးဟောမှဖြစ်အဲ့တော့ဗရာဇာယီသည်အလောင်းလျာသည်အဲ့ဒီဘုရုမုဒ္ဒရာဘုရားရှင်လက်ထက်ကအဲ့လိုစုပန်တော့ဘုရားကလာမဲ့အနာဂရန္တဉာဏ်တော်ကြီးနဲ့ကြည်ပြီးသမီးတဲ့ချစ်သမီးဘာမှမစိုးရိမ်နဲ့သမီးဟာဧကံထိုက်တန်သူဖြစ်တယ်သမီးမှာပြည့်စုံသောအကြောင်းတရားတွေရှိပြီးသားတဲ့ယခုကစလို့နောင်လာမဲ့ကဘာတသိန်းကြရင်ဩကာကမင်းမျိုးကပေါက်ဖွာလာမဲ့ဂေါတမနွယ်ဘွားဘုရားလက်ထက်ကြရင်ချစ်သမီးဧကံချစ်သမီးလိုချင်တဲ့ဝိနည်းဆောင်ဧတရေဘွယ်သူကိုရလိမ့်မယ်လို့ဗျာဒိတ်ပေးခဲ့တယ်။ဘာပေးခဲ့လဲ။ဗျာဒိတ်ဆိုတာဘုရားကပေးတဲ့အနာဂတ်အတွက်အညွှန်းစကားဟုတ်ပြီနော်။အဲ့တော့ဗျာဒိတ်ဆိုတာဘုရားနဲ့သာထိုက်တန်တဲ့စကားဧတရေဆိုတာလည်းဘုရားရှင်တို့သာချီးမြှင့်အပ်တဲ့ဘွဲ့ရှင်းတယ်နော်။ဧတရေကိုဘုရားကလွှဲပြီးကျန်တဲ့လူပေးလို့မရဘူး။ရှင်းတယ်ကလား။ကောင်းပြီ။အဲ့တော့သင်လာမဲ့ကဘာတသိန်းကြရင်ဂေါရမဘုရားရှင်လက်ထက်ဗရာစာရီဆိုတဲ့အမည်နဲ့ဝိနည်းဆောင်ဧတရေဘွယ်သူကိုရလိမ့်မယ်ဗျာဒိတ်ပေးလိုက်ပေးလိုက်တော့တထေသမီးလေးဝမ်းမြောင်ပြီးတော့အသက်ထက်ဆုံးဘုရားကိုလှုပ်ကြွေးပြုစုပြီးတော့ပျော်ရွှင်စွာလှုပ်ကြွေးပြီးတော့အသက်ထက်ဆုံးပါရမီဖြည့်ပြီးတော့အဲ့ဒီဘဝသုတေမနေသေးကောင်းမှုကုသိုလ်လုပ်ပြီးသေးတော့တာဝရိန္ဒနတ်ပြည်ကိုရောက်အဲ့ဒီမှာနတ်စည်းစိမ်ဗြဟ္မစည်းစိမ်နတ်စည်းစိမ်လူစည်းစိမ်များစွာခံစားပြီးတော့တို့ဒီဗဒ္ဒကဘာမှာဘယ်ကဘာလဲခုဗဒ္ဒကဘာဆိုတာဘုရားဘယ်နှစုပွင့်5စုပွင့်မှာဘယ်နှစုပွင့်မှာလဲခုဘယ်နှစုပွင့်ပြီးပြီလဲ4စုပွင့်ပြီးပြီတို့ကြုံကြိုက်နေရတာသရုပ်ထမြောက်ဘုရားအဲ့တော့ဒီဘုရားမတိုင်ခင်တတ္တရမြောက်ဘုရားကသဗ္ဗဘုရားရှင်လက်ထက်မှာဘယ်ဘုရားလက်ထက်ကသဗ္ဗဘုရားရှင်ကအနှစ်2000တန်းမှာပွင့်အဲ့ဒီမှာဟောဒီဗလာစာရီအလောင်းတထေသမီးလေးဟာနတ်ပြည်ကနေစူးတီးပြီးတော့လူပြည်မှာကာတိတိုင်းကကာတိမင်းကြီးရဲ့သမီးတော်ဖြစ်ခဲ့ဘယ်မင်းရဲ့သမီးကာတိမင်းကြီးရဲ့သမီးတော်မှာ9ယောက်ရှိတယ်သူကတတ္တရမြောက်သမီးတော်ဘယ်လောက်သမီးတော်ဒါကလည်းအကြောင်းရှိတယ်သူတော်တို့အေးအေးဆေးနားမဲ့အရေးမှာအကြောင်းကျိုးပေါ့နော်ရှေ့ရကိုယ်တွေမှာပြန်လာကြည့်လိုက်သိမယ်
Opaloma Nalaya, Kema Tedima Nalaya, Dura. Any Menji as a meal of Korea. Any Korea Namega Tamaniye, Tamana Godaye, Pekuniye, Peku Dayagaye, Damaye, Tutamaye, Tanga Dayikaye, so be all the middle of an hour. Ekoneyama, Patama, Tamani Sura, Kema, Bekunima, allow. How will I? Patama the middle, Kema Bekunima, Kema Teddy, allow. Dudia, Tamana, Goda, Sura, Opalon, yet allow. Do allow? Dadia, Hori, Bekuni, Sura, Name, by Shinga, Yene, Parasai, allow. Do allow it. Now the Yoga Gita, now the Yoga Kondala Kiri allow, now the Yoga Gita Gorami allow, now the Yoga Dama Dana allow, now the Yoga with the Kajoma Laulia Suro, Mamazon only. Shinrai Eric Cornell does the middle really. Kadama Yashin Goromaji at the Arorina, Nabiro Duro Lupon, Luloka, Lupowago, Amadan sick. Kong Bido, Nava Yokamo Kazajimo to the same ones are. Erodoro Bekunima, Wo Bido, Tadana Bauma, Teaboa, Diadema, Chinchin. Erane Camero Jigos, Gati Minigos, Suit down it, Quit down it, Sulemabu, Quilemabu. Many work when she would, Lujan allow Lutan allow down, have the middle in the Gama Quena Usuro, Miba Zagama Lozana. The Mibio Cornea Longa, ain't now Maburo in it. Abuse no chi at day. Tila, Soundtrain at the Garutama. Tilago, Soundtrain Bido, and then the town balloon, Mabiemi Gignare. Abusing Ching. Virginia? Abusing no Soundtrain at the Jing, Goma Rap, Yama Seria, a Jin, or a Jingo, and Nibalo Jin. The Tauching it. Shino Cokamero, Ugo Nila Ugo Somila Kutanama Lama, Camero Lupina Alonso de Yada. How we know? Oh, and then the town near Bogoa, and then Nataulo Mapia, Ugo Song be Jin one. Cokamero, Ugo de Yeta, Mamma, Sauna Lalo May. Hey, Masauna, you met Lamek, a song labi or song be out. Sound like that. The song labi ha Boda Nema, Boda Baga, when Danga. Tenyo ten, Shibadila, Sound be 10 can low, Payao, Tenyo tabu Zoya, Magona. Hey, kick Gaunji, Alo, the song labi ni Ubo Songa. Shina, the Bogala. Do Boda ye Nema, Boda will Jesus Summit, Bello Jesus Summit. Who was on me? Jesus Summit. Out of the Bodula. At the Nangalo, who knows of Habibi. The Wabarano? Ero Magamu, Shanshaji, Macau Jodigo, Peshaji, Mondain Bay, Galian Bay, Pa Bay, Ya Bay, Bay. Shula. Mafia, what would no? Your near in a boy, you there. Oh, Lualamaji, the Lualamaji, Majida, Dolomiala, Giant Gola de Rema. Guedo me. No, at all. She's it all. Alone did a baby. Shula. Any baby, a loche, Balona. Hey, Benito. The soul loving it, the need in your chest and I know. Do a Fisagina, any news way, and I way the Che in a Ubulu. And I way the Ray of Yana Diana, thought I want to be there, do the Ilungo, who only I was on Hine. Well, was on Hine, no, though you are Galias, and son and I join no, but I do Surumu Wekon. Chela, and I way Edulu, Edo let the night belong to Ubo song when you Jimba will come. Chela, the Bobogla. Family in the Lojamala. Mayo Umiwasa, Mayo. The Boba, Guy, she's it all. Not Labi Balojame? Hobby, Tabio and Dobby didn't have a thing like that.
တော့ကြည့်သူတို့9ယောက်သမီးတော်9ယောက်တက်လုံးအနှစ်2000ပတ်လုံးမပြင်းမရိကောမာရဗြဟ္မစရိယာအကျင့်ကိုကြည့်ဥပုသ်ဆောင်ပြီးတော့နေပြီးတော့သုတေမနေသေးဒီဘဝမှာပရာစာယီအလောင်းဟာတထေသမီးလေးဖြစ်တာဝဋ္ဌိပြည်မှာမွေးဖွားလာတယ်ဘယ်မှာလဲအဲ့တော့ဂေါရမဘုရားရှင်ကိုလိုမြတ်ကြီးပွင့်တဲ့အချိန်တာဝဋ္ဌိပြည်မှာတထေသမီးဖြစ်ဖွားလာတဲ့ပရာစာယီအကြောင်းအလုံးသိတယ်အဲ့တော့တထေသမီးလေးဟာဘယ်သူနဲ့ကြိုက်တယ်အိမ်ကကျွန်လုပ်တဲ့လူနဲ့ကြိုက်တယ်မိဘကသဘောမတူဘူးမိဘမျက်ကွယ်မှာကာမဂုဏ်အလိုလိုက်မိတဲ့အတွက်တထေသမီးသည်သူ့အိမ်ကအခိုင်းအစင်နဲ့လိုက်ပြေးတယ်ဗရာစာယီဒါသူ့အကြောင်းဟုတ်ပြီနော်လိုက်ပြေးပြီးတော့ကျွန်ရဲ့အိမ်ရွာမှာသွားပြီးတော့အခြေချနေကြတယ်ပထမသားတစ်ယောက်မွေးတယ်တို့လိုပဲပြောမယ်နော်သားတစ်ယောက်မွေးတယ်မွေးပြီးတဲ့အခါအဲ့ဒါလဲသူအိမ်ပြန်မွေးမယ်ဆိုပြန်လာတဲ့လမ်းမှာပဲမွေးတယ်သူယောက်ျားကလည်းသခင်ရဲ့မျက်နှာကိုမကြည့်ရတာနဲ့ရွာပြန်ချော့ခေါ်သွားတယ်ဒုတိယသားလေးမွေးတယ်မွေးမယ်လို့တော့ကိုဝန်အရင်မှသွားပြန်တယ်လမ်းမှာပဲမွေးတယ်ပြန်လာပြန်တယ်ကလေးတစ်ယောက်အဲ့ဒီကနေတတိယကိုဝန်ရှိလာတဲ့အခါပရိသေတွေနေလာတဲ့အခါပရိသေတွေရင့်လာတော့မိဘရထံပြန်ပြီးမွေးမယ်အမေပိနဲ့မတွေ့ရတာလည်းကြာပြီမိဘကိုလည်းကြောကျင်တယ်ပြင်းပြတာနဲ့သူမိဘစီပြန်တယ်ပြန်တဲ့အခါကျတော့လမ်းမှာပဲပရိသေတွေကမ္မစလေကလှုပ်လာပြီးတော့မွေးဖို့ဖြစ်လာတော့ကလေး2ယောက်3ယောက်ဖြစ်သွားတယ်2ယောက်နော်အဲ့တော့ပထမတစ်ယောက်သားကြီးမွေးတယ်ဒုတိယတစ်ယောက်မှမွေးဖို့ပြန်လာတယ်ကိုဝန်ရစ်မှနဲ့မွေးဖို့လုပ်တဲ့အချိန်ကမ္မစလေလှုပ်မွေးပြီဆိုတော့အခုလိုပဲမိုးကြီးလေကြီးချတယ်ဗလာစာကြီးအကြောင်းခေါင်းမှမိုးလို့ထင်တယ်မိုးရွာလာတယ်နော်သဘောပါလားအကြောင်းတွေရှိတယ်ဒါကိုဦးဇင်းကဟိုမှာတဲခိုရာအကြောင်းကနေထွက်လာတော့ဘုန်းကြီးလျှက်စီးလက်နေတယ်ဆိုတော့ဗလာစာကြီးနဲ့တော့တွေ့ပြီအခုအားလုံးပဲတရားတရားထက်ထက်နဲ့နာနေကြတယ်ဒါကုသိုလ်လားအကုသိုလ်လားဘုရားတို့အခုလှုပ်ထားတဲ့ဇွဲနဲ့တရားပေါ်မှာထားတဲ့တရားတရားသည်အမတန်ထက်မြက်သောအကျိုးကိုပေးတော့မှာမမမှုနဲ့အကျိုးမဲ့တဲ့အလုပ်ကိုဥဒုမင်္ဂလာမလုပ်ဘူးရှင်းနော်ဘုရားတို့အတွက်အကျိုးမရှိနိုင်တဲ့အလုပ်ကိုမလုပ်ဘူးဒါသူတော်ကောင်းတို့တရားတရားကိုတက်သိထူနေတာကုသိုလ်အားကိုတက်သိထူနေတာသူတော်ကောင်းတို့ရဲ့သာသနာပေါ်မှာမြတ်လို့တဲ့စိတ်တွေကိုမလုပ်နေတာကုသိုလ်ထူနေတယ်တက်သိထူနေတာအဲ့ဒီတက်သိတွေကသူတော်ကောင်းတို့ရဲ့တန်တရားလွတ်မြောက်ကြောင်းမှာများစွာအထောက်အကူပြုတော့ရှင်းလိုက်ကောင်းပြီမြောက်ပေးတာမဟုတ်ဘူးအကြောင်းကောင်းမှအကြောင်းပြည့်စုံမှအကြောင်းရဲရင်ရဲရင်နဲ့အကျိုးတွေထူးခြားထက်မြက်တဲ့အကျိုးတွေရတယ်ဆိုတာဟောလို့ထူးခြားတဲ့ကုသိုလ်တွေလုပ်ခဲ့လို့ရှင်းလားအဲ့တော့တရားပွဲလုပ်ဖို့ဝေယဝဆတွေနှီးမျိုးစုံကုသိုလ်တွေမယူရဘူးလားကဲမနေ့ပြန်မိုးမရွာမှအကျယ်ပြောမယ်ဒီနေ့တော့ဗရာစာကြီးသူ့အကြောင်းပြောလိုက်မယ်ပထမကလေးမွေးတယ်ဒုတိယကလေးလမ်းမှာမွေးတယ်မွေးတဲ့အချိန်မိုးတွေတဲကြီးမဲကြီးရွာနေတော့သူ့ယောက်ျားကမီးနေတဲ့မီးလုံရအောင်ထင်းရှာထွက်တော့အလုံးသိတယ်ကိုရာသဘာဖြစ်တော့မွေကြိုက်တယ်ဆိုတော့သူ့ယောက်ျားမလာနဲ့ဆိုကလေးလေးမွေးကစားကလေးလေးလက်ကပွေးစဉ်းစားကြည့်တာဗရာစာကြီးဒုက္ခမိုးရရွာနေတာအဲ့တော့မွေးကင်းစားကလေးလေးလက်ကပွေးသွေးနုနုသားနုနုသားကြီးကိုလက်ကဆွဲရှာတယ်ဟိုမှာကိုရာသမွေကြိုက်ပြီးသေးတယ်ဆိုတော့အယူတစ်ပိုင်းဖြစ်ပြီးအားကိုးရမရှိတော့ဘူးဒါဖြင့်ငါမိဘစီရောက်အောင်ပြန်မယ်ဆိုရှေ့ဆက်သွားတယ်ဆိုတော့လမ်းမှာတဲချောင်းကစီးနေတယ်အိန္ဒိယပြည်မှာဒါမှမဟုတ်ဦးဇင်းတို့ဘုရားကရသွားတဲ့အခါကြည့်ရတယ်သူတို့တဲချောင်းနေနွေရာသီသွားတစ်စက်မှမရှိဘူးမိုးညို့ပြီဆိုဝုန်းဆိုကြလာအဲ့တော့တဲချောင်းကရေဖြတ်စီးနေတယ်မိုးကြီးလေကြီးချနေတော့အဲ့ဒီတဲချောင်းရေဆက်ကနေဟိုဘက်ကမ်းဖြတ်ကူးမယ်ဆိုတော့သွေးနုသားနုနဲ့မိန်းကလေး2ယောက်နဲ့ဖြတ်ကူးရမယ်တယောက်တည်းအဆင်မပြေဘူးမပြေတော့သူစမ်းကြည့်တယ်ရေကူးလို့ရမရစမ်းကြည့်တယ်ပထမသူတယောက်တည်းဖြတ်ကူးကြည့်တယ်โอเคဆိုပြန်လာပြီးတော့သားကြီးကိုခေါ်ကလေးလေးကိုမွေးကင်းစားကလေးလေးကိုတစ်ဖက်မှာအနီးတို့ကလေးနဲ့ချာပြီးတော့သားကြီးကိုခေါ်ပြီးဟိုဘက်ဖြတ်ကူးပြီးသားကြီးကိုဟိုဘက်ကမှထားသားငယ်ကိုပြန်ခေါ်မယ်ဆိုအလားသူလာနေတဲ့လမ်းမှာပဲသူ့သားကိုလမ်းမြင်နေရဆုံးအပေါ်ကနေမှဝန်လုံငှက်လို့ပြောတယ်စာထဲမှာနော်အဲ့တော့ဝန်လုံငှက်သိငှက်စွန်ငှက်လို့
ငှက်ကြီးကသားတဲ့ကလေးထင်ပြီးတော့အဲ့ဒီကလေးကိုခြီသွားတယ်မွေးကင်းစားကလေးရှင်းနော်သူ့သားကိုခြီလို့စုံကိုလက်ချောက်အဲ့ဝန်လုံးနဲ့ကိုလိုက်ချောက်တော့နောက်ကသားကလည်းသူ့မေပြာခတ်တာမြင်တော့မနေနိုင်ရေထဲဆင်းလာရေထဲမျောပြီးသေရောဆိုတော့လင်လေသားနှစ်ယောက်လဲအားကိုးရမရှိတော့အားကိုးရမရှိတော့သူကဲမဖြစ်ချင်ဘူးငါမိဘစီပဲပြန်မယ်ဆိုတာဝဋ္ဌိပြည်ကိုရောက်အောင်ပြန်တယ်ရောက်တော့အောင်ပြန်တော့တာဝဋ္ဌိမြို့ဝရောက်ခါရှိသေးတယ်သူ့အိမ်မိလောင်တယ်တရင်ကြဟုတ်ပြီနော်အပြေးလွားသွားတော့မိဘနှစ်ပါးလုံးထင်းတပုံထဲမှာပဲမိလောင်သေးသွားတယ်ရှင်းသလားဆိုတော့လင်လည်းမရှိတော့ဘူးသားလည်းမရှိတော့ဘူးမိဘဆွေမျိုးလည်းမရှိတော့ဗရာဇာကြီးဘာဖြစ်တယ်ယူတယ်အဲ့ဒါကျွတ်တန်းဝင်တော့မဲ့လူနော်ဟင်နောက်ဆုံးဘဝဂုံတူးဆောင်ပုဂ္ဂိုလ်ကြီးဖြစ်မဲ့အမျိုးသမီးအတိတ်ကမကောင်းတဲ့အကြောင်းတွေပါလာတော့ဘာဖြစ်တော့မကောင်းကျိုးတွေပြုထားတဲ့ကံသည်အကျိုးမပေးဘဲနေမှာလားအကျိုးပေးမှာလားဒါကြောင့်ချစ်သားတို့ဘုရားကပြောထားတယ်သင်တို့ပြုခဲ့ကြတဲ့ကောင်းကံမကောင်းကံတွေသည်တဲ့လေလွင့်ပျောက်ကွယ်သွားလိမ့်မယ်လို့မထင်ကြနဲ့တဲ့ကံကိုအကျိုးပေးလိမ့်မယ်လို့ငါဆိုတယ်လက်ငယ်အကျိုးပေးခြင်းလည်းပေးမယ်မပေးရင်ဒုတိယဘဝမှာအကျိုးပေးမယ်မပေးနိုင်ရင်တတိယဘဝကနေနိဗ္ဗာန်မရောက်မချင်းရှင်းလားကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့မဖြစ်နဲ့ကောင်းကျိုးပေးမယ်ရပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ဒီနေရာမှာကာလတော့ရှိတယ်ချက်ချင်းပေးရင်လည်းပေးမယ်နောက်မှပေးရင်လည်းပေးမယ်ဘယ်အချိန်ကျိုးပေးမှာတော့ဆိုရင်အကြောင်းညီညွတ်တဲ့အချိန်ပြန်ပြောကိုလိုချင်တဲ့အချိန်ရမှာလားအကြောင်းညီညွတ်မှရမှာသဘောပါလားကောင်းပြီအခုပရာဇာကြီးလည်းနောက်ဆုံးဘဝဂုံတူးဆောင်ဖြစ်မဲ့ပုဂ္ဂိုလ်ကြည့်လားဖောက်ရဲဖောက်ပြန်နေဖြစ်လာတထေးသမီးမျိုးကောင်းယူကောင်းအဲ့ဒါကြုံမျိုးနဲ့သွားပြီးတော့အကြောင်းပါတယ်ဒါလည်းအတိတ်အကြောင်းကောင်းခဲ့လို့လားမကောင်းခဲ့လို့သူများပုက္ခစော်ကားပြစ်မှားခဲ့တဲ့ကံนี่ရှင်းလားမျိုးဆိုတာကကံနဲ့လာတာကံအကြောင်းတရားကောင်းတဲ့လူနဲ့မကောင်းတဲ့လူခွဲလာပြီးသားအဲ့ဒီမှာအကြောင်းမကောင်းရင်ဘာဖြစ်လဲအကျိုးမကောင်းဘူးတထေးမျိုးကပေါက်ခွားလာပေမဲ့တထေးချင်းအကြောင်းမပါဘူးကြုံနဲ့သွားအကြောင်းပါအဲ့တော့ကြုံဆိုတာသခင်မျက်နှာမကြည့်ရတော့သူရွာခေါ်ပြေးရွာမှာစင်းစင်းရဲရဲချိုးချိုးတဲ့နေရနေပြီးတော့အဲ့ဒီမှာကလေးနှစ်ယောက်မွေးပြန်လာသိဆိုတော့သူယူမတက်ယူနေပြီတော့ခါအောင်ယူမိသူလျှောက်သွားနေတယ်ငါဖေပဲမလဲငါအမေပဲမလဲငါယောက်ျားပြန်ခေါ်ပေးငါသားပဲမလဲဒီလိုပဲလျှောက်သွားတယ်ရှင်းလားနောက်ပိုင်းမှာဘယ်သူနဲ့တွေ့လဲတော့ခါအောင်ယူနေရတယ်ဖယားနဲ့တွေ့တယ်အဲ့ဒီတွေ့တဲ့အချိန်မှာဖယားပြောတဲ့စကားချစ်သမီးဗရာဇာရာတဲ့စိတ်အေးထားချစ်သမီးကိုတွေ့အောင်ရှာစမ်းချစ်သမီးဗါလဲအယုမကြီးဗရာဇာကြီးကသားလိုက်ရှာတယ်တွေ့လားယောက်ျားလိုက်ရှာတယ်မိဘနဲ့ရှာတယ်သူလိုက်ရှာနေတာနော်ရှင်းလိုက်ကိုယ်လည်းသူတော်ကောင်းတို့နေ့စဉ်နဲ့မြတ်သားရေးသမီးရေးစီးပွားရေးအတွက်မရှာရဘူးလားရှားနေတာဒါချစ်လိုက်ရောက်လာတာကိုကရှာဖို့ဖွေဖို့ရောက်လာတာရှင်းလားအဲ့ဒီမှာဗရာဇာကြီးကိုချစ်သမီးတဲ့တပါးသောဥစ္စာတွေရှာခြင်းဟာအမှန်မဟုတ်ဘူးချစ်သမီးလမ်းမှန်ရောက်ချင်ရင်ကိုတွေ့အောင်ရှာစမ်းပါဗါလဲခုခင်ဗျားတို့ကိုတွေ့ပြီလားဘယ်နာတွေ့ကိုမှန်နေကြည့်ရင်ဘာဖြစ်တော့
ไม่ไอ้มันเนี่ยတွေ့တဲ့ကိုကကိုအမှန်လားအဲ့မှန်တဲ့ဟာကိုပိုင်လားကဲမှန်တဲ့မှာမြင်နေရတာကိုလားစဉ်းစားအောင်ကဲမှန်ကြီးထောင်ဥဒုမင်္ဂလာမှန်ရှိရမယ်ခင်ဗျားတို့မပြောတော့ဘူးကိုเจ้าကိုပြောမယ်မှန်ရှိမှာဥဒုမင်္ဂလာရတယ်အဲ့တော့မှန်တဲ့မှာဘယ်သူပုံပေါ်မလဲဥဒုမင်္ဂလာပုံနော်ဒါပေမဲ့အဲ့မှန်တဲ့ဟာဥဒုမင်္ဂလာမဟုတ်ရင်အပြင်ဟာဥဒုမင်္ဂလာဒါပေမဲ့ဒါဥဒုမင်္ဂလာလားဒါကောင်းဥဒုမင်္ဂလာပြောလို့ဒါဟောဒါပါကြီးလို့နှစ်ဖူးဒါဥဒုမင်္ဂလာလားဒါဟောမျက်စိကဥဒုမင်္ဂလာလားဒါပါလေဒါဥဒုမင်္ဂလာလားဒါဖြင့်အပြင်မှာဥဒုမင်္ဂလာမရှိမှန်တယ်ဟောဟမ်စဉ်းစားတော့ချစ်သမီးတဲ့ချစ်သမီးရှာဖွေခြင်းလွဲနေတဲ့ရှာမိခြင်းလွဲနေတဲ့ချစ်သမီးကိုတွေ့အောင်ရှာဗါတဲ့သူတော်တို့ကတာရင်သမီးရဲ့စီးပွားရေးမရှာဘူးလားအဲ့ရှာဖွေနေတဲ့စီးပွားရေးဟာဥစ္စာဒဏဟာကိုပိုင်သလားကိုသားသမီးရောယာရုတွေရောဘာပိုင်တော့ဟင်မပိုင်မဲနဲ့ဘာလို့ရှာလဲစဉ်းစားတော့ခုခင်ဗျားတို့ရှာလို့ဖွေလို့ရတဲ့ငွေတွေသိရင်ပါသွားမလားယာရုသားသမီးသိရင်ပါကိုနောက်ဘာပစ္စည်းမှမပါတာတွေလိုက်ရှာနေတာယူလဲယူတာသဘောပါလားတကယ်လို့လေခုဒီဘဝကုံယုံရှာဆင်းရဲခံရှာပင်ပန်းခံရှာမစားရမတော့ရစုနောက်ဘဝမွေးရင်အဲ့ဒီအထုပ်ပိုက်မွေးရမယ်ဆိုရင်တော့ရှာဟမ်မွေးလာတော့ဘာပါတော့တေတော့ဒါပြင်ခင်ဗျားတို့ကစားရင်းနဲ့အချိန်ကုန်နေတာနဲ့တူတယ်ရှင်းတယ်နော်ဥစ္စာရဏရောကိုနောက်ပါမလားသားသမီးတွေရောယာရုဂုံတွေရောဒါဖြင့်ငါတို့ရှာနေတာမှန်ရဲ့လားစဉ်းစားခင်ဗျားတို့သိရင်ခင်ဗျားတို့နောက်ပါမဲ့ပစ္စည်းရှိလားဟမ်ဘာရှိတော့ကိုပြုထားတဲ့ဒါနသီလဘာဝနာပြန်ပြောလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုနောက်ပါမယ်အကုသိုလ်ကိုနောက်ပါမယ်ကောင်းမှုမကောင်းမှုပဲကိုနောက်ပါမှာဒါဖြင့်ခင်ဗျားတို့ကမကောင်းကျင်တဲ့လူတွေလားကောင်းကျင်တဲ့လူတွေလားဆင်းရဲကျင်တဲ့လူတွေလားချမ်းသာကျင်တဲ့လူတွေလားဒါဖြင့်လှုပ်ချင်းလှုပ်ရင်အကုသိုလ်လုပ်မလားကုသိုလ်လုပ်မလားအရှာဖွေမလွဲစီနဲ့ရှင်းတယ်နော်ခုဘုရားကတော့တခေါနဲ့ပြောလိုက်တာသားဘူးသမီးဘူးလင်ဘူးအမိအဖဆွေမျိုးညာတကာအတွက်အပူမျိုးစုံနဲ့ဗရာစာရေးအဝတ်မကအောင်ယူတယ်ဆိုတာအလုံးကြားဘူးတယ်နော်အယူမကြီးအဲ့တော့အဲ့ဒါတော့တော်ခါအောင်ယူသွားတာဘာကြောင့်လဲလို့ဆိုတော့ဘုရားကသိတယ်ချစ်သမီးနော်အခုလိုတရားပွဲကြီးတဲ့မှာအဝတ်မကတဲ့အယူမှဝင်လာတော့လူတွေအကုန်ဝိုင်းမောင်းထုတ်ကြတယ်ဒါထုံးတာဗရာစာကြီးသွားတဲ့အရာမှာလူတိုင်းကမောင်းထုတ်တာရှင်းနော်ဒါပေမဲ့အဲ့တရားပွဲလဲဝင်လာတော့ဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒီနေ့ကတရားဟောနေတာကိုကဗရာစာကြီးစောင့်ဟောနေတာရှင်းနော်အဲ့ဒီမှာဘုရားရဲ့အတန်တော်လေးလွတ်လိုက်တယ်ချစ်သမီးသူငတ်နေတာအဲ့ဒီသမီးဆိုတဲ့အတန်ကလေးဟုတ်ပြီနော်လောကီအာယုံကာမဂုဏ်ထဲမှာသူရှာဖွေနေတာသူ့မေသူ့ဖေသူရှာတယ်သူ့သားတွေသူရှာတယ်သူ့လင်သူရှာတယ်ရှင်းတယ်နော်
လိုက်ရှာနေတော့ဒီသူ့ကိုနှွေးထွေးစွာခေါ်မဲ့အတန်မေတ္တာတန်နေငတ်မွတ်နေတယ်ရှင်းလားအဲ့တော့ငတ်မွတ်နေတော့ဗရာစာကြီးယူတစ်ပိုင်းနဲ့လိုက်ရှာနေတယ်အဲ့ဒီရှာတဲ့အချိန်ဘုရားပွဲတဲ့အဝတ်မကပဲဝတ်လာတော့ဘုရားကချစ်သမီးလမ်းခေါ်လိုက်တယ်ဖြတ်ဆိုသတိရတော့သတိရသွားလို့ဆိုတော့သူငတ်မွတ်နေတဲ့အတန်လေးကြားလိုက်ရရှင်းသလားအဲ့ဒီမှာလေဘေးကအဝတ်ပိတ်ပိတ်အဝတ်ပတ်ပြီးဘုရားရှိလာတရားထိုင်တာပေါ့ဒါထားလိုက်တော့ဘုရားရှိလေးရောက်တော့ဘုရားကချစ်သမီးတဲ့ချစ်သမီးရှာမိခြင်းလွဲနေတယ်ဘာရှာမလဲကိုတွေ့အောင်ရှာပြန်ပြောအဲ့ဒီရေးကြီးတဲ့စလုံးမိတ်သွားမှဆိုလို့ပြန်ဝတ်ရတာဟမ်ချစ်သမီးရှာမိခြင်းလွဲနေတယ်ဘာရှာမလဲအဲ့ဒါကအလုံးစုံကိုကိစ္စငြိမ့်အောင်တစ်ချက်ထဲနဲ့ဘုရားကပြစ်လိုက်တယ်။သားရှာနေတယ်၊ယောက်ျားရှာနေတယ်၊မိဘရှာနေတယ်။ဒါတွေတွေ့ရင်ပစ္စည်းဥစ္စာရှာအောင်မယ်၊ယာရုကုန်သိရှာအောင်မယ်။အဲ့ဒီအရှာတွေအကုန်လုံးကိုချစ်သမီးတဲ့အဲ့ဒါတွေကအမှန်မဟုတ်ဘူးကွာ။ဘာရှာမလဲ။ကိုတွေ့အောင်ရှာကဲကိုတွေ့အောင်ရှာဆိုတော့ကိုယ်ခန္ဓာမှာရှိတာခန္ဓာဘယ်နှပါးလဲအောင်မယ်တဲ့ဟုတ်ခန္ဓာ၅ပါးပါတယ်လေဒါကြတော့တရားစခန်းဝင်မှုတဲ့လူနဲ့မဝင်မှုတဲ့လူကွာသွားရောနော်စခန်းဝင်မှုတဲ့လူအထုတ်ဘူးတဲ့လူလေ့လာဘူးတဲ့လူရှာဖွေဘူးတဲ့လူကျတော့ယူရိုပက်ခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာတန့်ပြောတာကြောင်းနဲ့ကံနဲ့ဝေးတဲ့လူကြကိုယ်ခန္ဓာကိုဘာရှိလို့ရှိမှန်းတော့ဟမ်ငါးပါးပြောတော့ကြားတယ်ကွာအကျဉ်းချုံးလိုက်ရင်ယုတ်တရားနဲ့အမဲတလောက်တော့អော်ရတယ်ဟမ်ခင်ဗျားတို့မှာရှိတာဘာတွေလဲယုတ်တရားနဲ့ပြန်ပြောအဲ့ဒီယုတ်တရားဆိုတဲ့အခုသူတော်တို့ငုံတို့ထိုင်နေတဲ့ယုတ်ကြီးမရှိဘူးလားအဲ့ဒီယုတ်ကြီးကိုပိုင်သလားတဖြည်းဖြည်းနုလာသလားအိုလာသလားအိုပြီးရင်နာမယ်နာပြီးရင်မအိုအောင်တာမနာအောင်တာမသိအောင်တာဘယ်ဟာကိုပိုင်လဲဒါဖြင့်အဲ့ဒီရုပ်ထဲမှာဗရာဇာကြီးရှိတာဟမ်ခင်ဗျားတို့ရောရှိလားတရားစဉ်းစားအဲ့ဒီရုပ်ကကိုဟာလားရုပ်ကိုပိုင်သလားရှင်းလားဒါခင်ဗျားတို့ငါဖို့နဲ့တရားကြီးပုတ်ပြောနေဘယ်မှငါဟမ်ငါသမီးလေးငါသားလေးမပြောဘူးလားငါမှမရှိငါသမီးရောငါသားရောငါပစ္စည်းရောငါယာဓုဟမ်ကိုအရင်ရှာဗရဏကြတဲ့ကိုမှမတွေ့ပဲနဲ့ကျန်တာတွေလိုက်တက်နေတာဟာအမှန်ဖြစ်နိုင်ပါမလားအမှန်မဖြစ်တာရှာရင်တော့ဘာဖြစ်မယ်ထင်လဲဗရာဇာကြီးဘာဖြစ်သွားယူသွားတယ်ဘာလို့ယူလို့အမှန်မဖြစ်တာရှားနေလို့အောင်မလေးဟဲ့ဗရာဇာကြီးဘာလို့ယူလို့ဒီမှာဗရာဇာကြီးနဲ့တာချီလိုက်ရှင်ဟောမလို့ဟိုမှာဗရာဇာကြီးအမျိုးတွေကလာရွာသွားလို့ဟမ်သဘောပါလားဗရာဇာကြီးကခုအထိကိုအစင်မပြေရှာသေးဘူးသူခင်ဗျာသူ့အကြောင်းဟောမယ်ဆိုတော့ဒီမှာလမ်းတစ်လျှောက်လုံးတကယ်မိုးများတဲ့အရက်တွေဟောလာတယ်မရွာဘူးကျေနပ်သလားကဲကောင်းပြီရုပ်ထဲမှာဗရာဇာကြီးရှိသလားရှားပြီဗရာဇာကြီးရှားပြီဗရာဇာကြီးရှားသလိုခင်ဗျားတို့လည်းရှားတဲ့မရှားတဲ့အခုခင်ဗျားတို့3000ခံစားဖို့ရှားနေတဲ့ကိုယ်ခန္ဓာကိုယ်ရုပ်ကိုပိုင်သလားဟမ်ကိုယ်ရုပ်ကိုပိုင်သလားမပိုင်ရင်ဒီရုပ်သည်
ထိုင်ဘာမှဖြစ်ဘူးဘိုးကောင်တက်လို့မိကိုထွက်တာထိုင်နော်ဗရာစာကြီးခုထိအစင်မပြေသေးဘူးကဲတာရှိလေးရေအဲ့ဒီမိကိုမကြည့်နဲ့ရှားဘယ်မှာရှားမလို့အားလုံးဘယ်မှာရှားမလို့ဟိုမိเจ้าသွားမကြည့်နဲ့ဘာမှဖြစ်ဘူးဘယ်မှာရှားမလို့ရှင်းတတ်နော်အဲ့တော့ဒီရုပ်ထဲမှာကိုရှိသလားနာထဲမှာရောကိုခင်ဗျားတို့အသီးသီးကိုပိုင်စိတ်ကလေးတွေရှိမရှိရှိတယ်နော်ကဲအဲ့ဒီစိတ်ကိုပိုင်သလားကိုဖြစ်ချင်တယ်လို့ဖြစ်သလားမြဲရောမြဲသလားမျက်စိနဲ့စင်းတဲ့တိုင်းဗာစိတ်ပေါ်မြင်စိတ်ကလေးဟာဖြစ်ပြီးရင်နားနဲ့အတန်နဲ့တိုက်ဗာစိတ်ပေါ်ကြားလားရှိသေးလားနေဦးဒီခါသိမ့်တာကိုသေချာလုတ်ပြမယ်ခင်ဗျားတို့အဲ့ဒါသေချာလေးမှတ်ပြီးသိမ့်သွားယူသွားဟမ်ကျုပ်ပေးတာမယူချင်တာအဆောင်မဟုတ်လို့လားဟမ်ရှေကနာမဟုတ်လို့လားမေးရအောင်မနော်အယက်ဒေသတစ်ခုမှကြားခဲ့တယ်မနေ့ကမှပါအေယာဝတီတိုင်းထဲမှာဘုန်းကြီးတစ်ပါးကိုသူတို့အကြိမ်ကြိမ်ပေးတယ်တဲ့တရားပွဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုတော်ကြီးပေးတဲ့ခဏန်းတွေပေါက်လုံးလို့ဒါဖြင့်သူတို့ကတရားနာခြင်းလို့ပေးကြတာလားခဏန်းမျောကြတာလားဒါဖြင့်အဲ့ဒီတရားပွဲကြီးဟာတရားပွဲခေါ်မလားသဘောပါလားစဉ်းစားတော့ဦးဇင်းတို့လက်တောင်အယမ်းမထောင်ရဲဘူးကောက်သွားမှဆိုလို့ဟိုးကော့တောင်းသွားတရားဟောရနောင်းမှာဟောမယ်ဆိုတော့သူ့မင်္ဂလာလည်းဗရာစာကြီးလိုပဲသိက္ခာမကောင်းဘူးရနောင်းဟောမယ်လုပ်တဲ့အချိန်မှာဆန္ဒပြနေတာနဲ့တွေ့လို့တရားပွဲရဲရွှေ့ဆိုပြီးမဟောပြခဲ့ဘူးအဲ့တော့ရနောင်းမှာတတိတယောက်ကသူ့ကားနဲ့လိုက်ပို့တော့အဲ့ဒီကားနာမကိုနောက်ကလိုက်မေးနေကြတယ်ဖုံးတော်ဘုန်းကြီးတပည့်တော်ကားနာမကြီးမေးနေတယ်တဲ့ဘာဖြစ်လို့လဲတဲ့ဘာဖြစ်ရမလဲကွာယူတာဘာဖြစ်တာအရှင်ဘုရားလာလို့အဲ့ကဏ္ဍလေးပေါက်သွားရင်ကောင်းပါပဲတဲ့ငါတော့မပေါက်ပါစေနဲ့ဆူတောင်းတယ်ငါသိခါကြမခံနိုင်ဘူးငါခြေကဏ္ဍပေးတဲ့ဘုန်းကြီးမဟုတ်ဘူးရှင်းလားငါဘုရားသားတော့ထိုးလည်းမထိုးဘူးပေးလည်းမပေးဘူးလောင်းကစားအလုံးနဲ့ငါနဲ့လမ်းမဆိုင်ဘူးလို့ရှင်းလားသဘောပေါက်သလားနောက်မင်းတို့ငါ့ကိုအဲ့လိုခြေကဏ္ဍပေါက်လို့အတန်ကြရင်အဲ့ဒီရက်ကိုငါအရိတ်တောင်လာမချဘူးရှင်းလားငါတို့ပေးခြင်းတာဘုရားရဲ့အဆုံးအမရှင်းလားကျန်တို့စီးစိမ်ဥစ္စာတွေပေးလို့ပြည့်စုံမလားချမ်းသာမလားတကယ်အေးချမ်းနိုင်တာပါလေဓမ္မရှင်းလားအခုဗရာဇာကြီးကိုဘုရားကတရားစကားလုံးလေးပြောတယ်ချစ်သမီးလို့သူခေါ်လိုက်တဲ့ဘုရားရဲ့အတန်သည်ခင်ဗျားတို့ကျုပ်တို့သားတွေသမီးတွေကိုခေါ်တဲ့ကိလေသာအတန်မျိုးလားဘာနဲ့ခေါ်တာမေတ္တာအပြည့်ကရုဏာအပြည့်ဒုက္ခရောက်ဆင်းရဲယူသွတ်နေတဲ့ရှာမိခြင်းလွှဲနေတဲ့သူ့ရဲ့သမီးတော်လေးကိုကရုဏာအပြည့်နဲ့ခေါ်လိုက်တာချစ်သမီးဒီအတန်တော်ကြားလိုက်တဲ့နဲ့ဟိုမှာသတိဝင်သွားပြီဝင်သွားလက်ဥကလေးချီလက်ရှိခိုးပြီးတော့လက်ဥချီပြီးထိုင်လိုက်ခါရှိသေးချစ်သမီးအရှာမလွဲစေနဲ့ကိုကိုရှာစမ်းမှာချစ်သမီးဆိုတော့ဗလာစာကြီးချက်ချင်းသဘောပေါက်သွားတယ်နော်ဘသူကိုဘသူရှာခုကိုယ်ခန္ဓာမှာရှိတာယုတ်တရားနဲ့အကျယ်မဟောတော့ဘူးနော်အကျယ်အချိန်ကအခြေအနေ connection မကောင်းလို့အဲ့တော့ဒီနေ့အနောက်ရှက်တွေတော်တော်များတယ်အဲ့တော့ရုပ်ထဲမှာရောကိုပါသလားနာထဲမှာရောဒီထဲမှာငါရှာလို့တွေ့သလားဆက်ပြောပြီချစ်သမီးတဲ့သားသမီးကလည်းအားထားစရာမဟုတ်ဘူးချစ်သမီးဟမ်
သားတွေသမီးတွေအားကိုးလို့ရသလားမိဘဆိုတာလဲအားကိုးရအမှန်မဟုတ်သေးဘူးတဲ့စီးစိမ်ဥစ္စာယာဓုဂုံသိမ်ကလည်းအားကိုးရအမှန်မဟုတ်ဘူးချစ်သမီးတဲ့အားထားရအမှန်တွေ့အောင်ရှာရှင်းသလားအဲ့တော့ခင်ဗျားတို့တကယ်အားထားမှာကိုယ်သီလသမာဓိပညာရှင်းသလားကိုယ်ကိုစောင့်ရှောက်မှာကိုယ့်ရဲ့သီလသမာဓိပညာကျင့်တတ်သလားသားနဲ့သမီးတွေစီးတဲ့ဥစ္စာတွေအားကိုးလို့ရသလားအဲ့ဒါအားကိုးရမှာမဟုတ်ဘူးချစ်သမီးရဲ့ကိုတွေ့အောင်ရှာပရစာယီဒါလေးပြောလိုက်တာနှလုံးသွင်းချလိုက်တယ်သူ့မှာအတိတ်ကဓာတ်ခံအကြောင်းတရားတွေလည်းပါလာတယ်ဖြည့်ဆည်းခဲ့တဲ့ပါရမီအဟုန်တွေနဲ့ဖြတ်ဆိုနှလုံးသွင်းလိုက်တယ်ဒီနာနဲ့သောတာပန်တည်သွားတယ်ရှင်းတယ်နော်တလုံးနဲ့ရဲ့စကားကဘုရားကဟောလိုက်တယ်ဗါလိုက်တယ်ကိုတွေ့အောင်ရှာဒီနေ့တရှိလေးပိသအချိန်တိုလေးနာရတယ်ဆိုပြီးဝမ်းမနေပါနဲ့နော်ဘာမှလည်းအားမငယ်ပါနဲ့ဒီစကားတစ်ခွန်ကြားလိုက်ရတာတို့အတွက်အသုံးချတတ်ရဲ့အသုံးချပြီသူ့ထက်တန်ဖိုးရှိတဲ့စကားတောင်သူ့လောက်တန်ဖိုးမရှိနိုင်ရှင်းလားအခုခင်ဗျားတို့မျိုးစုံရှာနေဖွေနေကြတာဒါပေမဲ့တကယ်ရှာရမယ့်ဟာကြတော့မရှာပြစ်ခဲ့ကြဘူးသဘောပါလားမနဲ့အိယာထားလားစဉ်းစားသားမှဘယ်ဟာငါတော့ထလာတဲ့ကောင်ကြီးကငါလားထားခြင်းစိတ်ကငါလားမျက်နှာသိခြင်းစိတ်ကငါလားဘယ်ဟာငါလဲကိုယ်ပိုင်ကိုယ်ဆိုင်ရှိသလားဒီခန္ဓာကိုယ်မှာမိမိဤထောက်ရတရားမိရရှိသလားရုပ်ကောမြဲသလားနာမ်ကောကဲဒီခန္ဓာမှမိရမရှိရင်တခြားဘယ်မှာမိကြရှိသေးလဲဟမ်ခုအားကိုးရှာတယ်ဆိုတာဒီခန္ဓာကြီးတွေ့ရှာတာမလားဟမ်ဒီခန္ဓာကိုယ်ကြီးအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့လိုရာရဖို့ဟမ်မရှာကြဘူးလားငွေရှိတဲ့လူကငွေအားကိုးတယ်ယာဓုရှိတဲ့လူကယာဓုအားကိုးတယ်ရှင်းနော်ဆွေမျိုးရှိတဲ့လူကဆွေမျိုးအားကိုးတယ်ပညာရှိတဲ့လူကဘာကြီးတွေ့ရှာတယ်ကိုယ်ခန္ဓာကြီးတွေ့ဒီခန္ဓာကြီးစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့အားကိုအမျိုးမျိုးရှာနေကြည်တယ်နော်တကယ်ကြည့်လိုက်တော့ကိုယ်ခန္ဓာကိုယ်ကကိုယ်ပိုင်ရလားဒါကြီးမှမပိုင်မဲ့အားကိုရှာနေတာအပိုပေါ့ရှင်းသလားဒီခန္ဓာအရင်ကငါရှာသားဒီထဲမှာငါရှိသလားချစ်သမီးပရာစာယီကိုတွေ့အောင်ရှာဆိုတော့ပရာစာယီညာနဲ့နှလုံးသွင်းကြည့်လိုက်တယ်ရူပခန္ဓာလည်းကိုမပိုင်ဝေဒနာခန္ဓာလည်းပညာခန္ဓာဟောသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒါဥစဉ်တို့ကအခုပိဋကသုံးပုံစုံနေတဲ့အချိန်မို့လို့ပြောတာဘုရားဟောတဲ့သုတ်တန်ထဲမှာဒီအဘိဓမ္မာတရားဘာမှထည့်မဟောသွားဘူးရှင်းတယ်နော်သုတ်တန်ထဲမှာပြောသွားတာကအပေါ်ယံသဘောပဲကိုတွေ့အောင်ရှာပြီးပြီအဲ့တော့သူ့ဟာသူရှာလိုက်တယ်ဘယ်မှာလဲငါတွေ့သလားမတွေ့သောတာပန်တည်သွားတယ်ကြည်လားသဘောပါနော်တချို့ကအဘိဓမ္မာတရားဟောပေးပါအဘိဓမ္မာလေးပဲဟောပါကိုဥဒ္ဓမင်္ဂလာတို့ဟောပေးနေတဲ့တရားတွေတချို့မိုးကုတ်ကဓမ္မဂရိကတွေမိုးကုတ်အဖွဲ့တွေကတခါတည်းလာသေးတာမိုးကုတ်အမိခံပြီးထင်ရဟောနေတာမိုးကုတ်တရားမဟုတ်ဘူးဆိုတော့မိုးကုတ်တရားပါလို့ဘုရားတရားပဲလေကြိုဟောနေတာဟောရောက်ခဲ့နေပြီရောဆရာတော်ဘုရားကြီးကအတ္တဇွဲကင်းအောင်ကျင့်ဒိဋ္ဌိကင်းအောင်ကျင့်မျိုးစုံပြောဒိဋ္ဌိအများဆုံးကမိုးကုတ်ယောဂီအတ္တဇွဲအကြီးဆုံးကမိုးကုတ်ယောဂီရှင်းလားမိုးကုတ်ဝိပဿနာမရှိဘူးကွာဆိုတော့မိုးကုတ်ဖွဲ့ချုပ်ကြီးကကျုပ်ကိုမကျေနပ်ဘူးမကျေနပ်လည်းသိလိုက်ဖျားပေးတဲ့ဝိပဿနာပဲရှိတယ်ဝိပဿနာကိုအမျိုးမျိုးနာမည်တက်လို့မရသာသနာရှိမှလည်းဗုဒ္ဓကလွဲပြီးတခြားသာသနာထားလို့မရသာသနာပေါ်တန်ဖိုးထားဖို့ကိုယ်ဆရာကိုတန်ဖိုးထားတတ်ဖို့သိအရေးကြီးတယ်ရှင်းလား
မိုးကုတ်ကြွေးကြော်နေပြီးတော့တခြားပုဂ္ဂိုလ်နဲ့မတူသလိုမတန်သလိုဂိုင်းခွဲနေတဲ့လူကဆရာတန်ဖို့သိတာလားတကယ်ဘုရားသားတော်အစ်စ်အနေနဲ့တို့ဘုရားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောသွားတာလေဘယ်သူစကားတွေလဲအေးဒါကိုဂိုင်းမခွဲပဲပြောတဲ့လူကကျေးဇူးသိတာလားဆိုတာအဖြေမှန်သိအောင်ရှာရှင်းလားအဲ့ဒီအတ္တဇွဲနေတာရှာနေရင်ဘယ်တော့မှခင်ဗျားတို့တရားမတွေ့ဘူးကြည်ရသလားလျောင်းထိုင်ရသွားအရိယာဘုတ်၄ပါးရှိတယ်ဘုရားက၄ပါးလုံးအားထုတ်ပါလို့ပြောတယ်အဲ့တော့ဥဒ္ဓမင်္ဂလာတို့ရကမ္မထံပေးတဲ့ခါကျဒါမိုးကုတ်နီးမဟုတ်ဘူးပယ်ချိုက်ဈေးကြံကမ္မထံပေးတယ်မိုးကုတ်နီးမဟုတ်ဘူးမဟုတ်မပေးနဲ့တို့ကဘုရားနီးပေးတာရှင်းလားအရိယာဘုတ်ဘယ်နှပါးအားထုတ်အဲ့တော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးလေဘုရားရဲ့တပည့်သားသူတို့ပြောသလိုယဟန္တာအမှန်ဆိုရင်ဘုရားစကားကိုပြစ်ပယ်မလားဘုရားပြောတဲ့အတိုင်းပဲသူဆုံးမလိုက်မယ်ဆိုတာမသိကြဘူးလားအေးဒါအဲ့တော့သူလဲလျောင်းရင်လဲအားထုတ်မှာပဲထိုင်ရင်လဲသွားရင်ကောရက်ရင်ကောတန်တရားဖြစ်เสียအကြောင်းကျင့်ရသလားအဲ့တော့မိုးကုတ်ဝိပဿနာတွေစွန့်လွန်းတွေမဟာစီတွေသိငူတွေလုံးမနေဘာတွေ့အောင်ရှာပြီးပြီတလုံးနဲ့ရှင်းလားသာသနာတောင်ဘာမှမသိသေးပဲနဲ့တော့ရံပြီးသာသနာပြုဩမနေပါနဲ့အဲ့ဒါလို့ဩရင်နတ်ကတော်ကလည်းဒါမှမဟုတ်ရောကြိတ်တယ်သာသနာပြုနတ်နဲ့သာသနာနဲ့ဘာမှမဆိုင်ရှင်းတော့ဟိုဘိုးတော်ရောင်ရောင်ဓာတ်ကြောင်ကြောင်ကောင်လေးကလည်းသာသနာပြုကောင်းပေါင်းကြီးပေါင်းခြေပေါ်လက်ပေါ်ထိုင်တောင်းဆဲမြောက်ဆဲတဲ့သာသနာပြုဟင်ကျင်းလို့တဲ့သာသနာနဲ့ဆိုင်သလားသာသနာဆိုတာဘယ်သူဆုံးမလဲဘုရားဆုံးမဆိုတာသဘာဝအမှန်တရားတွေဘုရားတောင်မပိုင်ဘူးဟင်အဲ့ဒီသဘာဝအမှန်တရားကိုဘုရားတိထွင်သွားတာလားဘုရားဖန်ဆင်းသွားတာလားဒါဖြင့်ဘုရားကမှန်အောင်ပြောသွားတာလားမှန်တာပြောသွားတာလားအဲ့ဒါလည်းကိုယ်အောင်လို့ရှင်းလားဘုရားပြောလို့မှန်သွားတာလားမှန်တာဘုရားပြောသွားတာလားဒါပဲအဲ့ဒီအမှန်ပြောတဲ့ဘုရားစကားကိုမိုးကုတ်ဆရာတော်ဘုရားကြီးကပြောတယ်နော်အဲ့ဒါမိုးကုတ်တရားလို့အမည်တက်လို့မရပါဘူးကျင့်ရသလားကိုယ်ဆရာသမားတော့မိုးကုတ်ဆရာတော်ဘုရားကြီးဒါကိုမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဟောဒါတတ်တဲ့နေရှင်းတယ်နော်သို့တော့ပေးထားတဲ့နည်းတွေကဘယ်လိုနည်းတွေလဲဘုရားနည်းတွေကျင့်ရသလားတရားတော်မှန်သမျှဟာဘုရားတရားတွေရှင်းရလားဘုရားမပြောပဲဒီအမှန်တရားကိုသိမလားအေးသုတ်ဝိနည်းအဘိဓမ္မာဆိုတာအဘိဓမ္မာတရားကတာဝတိနာမှာပဲဟောခဲ့တယ်လူပြည်မှာမပြောဘူးရှင်းတယ်နော်ဒါပေမဲ့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဒီသုတ်တန်တွေဝိနည်းတွေကျင့်ဆောင်ရင်းနဲ့သုတ်တန်ကနီလန်းပေးတယ်အဲ့ဒီနီလန်းတိုင်းကျင့်ပြီးတော့ယဟန္တာရှင်းလားသဘောပေါက်သလားအဲ့တော့တရားဓမ္မသဘောကိုပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ယံဝေကြံဝေပန်ရင်ဓမ္မန္တရေထိုင်မယ်ကျင်သလားကောင်းပြီအဲ့တော့ဗရာစာကြီးပြောတဲ့စကားတစ်လုံးနဲ့ပဲဒီနေ့ဏိကုံးချောအောင်ဗရာစာကြီးကိုဘုရားကပြောလိုက်တယ်จิตသမီးတဲ့จิตသမီးရှာမိခြင်းလွဲနေတယ်သမီးရဲ့ဘာရှာမကိုတွေ့အောင်ရှာသာသမီးဆိုတာလဲအားထားရအမှန်မဟုတ်ပါဘူးတဲ့အားတဲ့သမီးတွေရှိလို့မအိုပဲနေသလားမနာပဲမသေးပဲဒါနဲ့သာသမီးကကိုနာသေးရေးဒုက္ခဘေးကိုကဲနိုင်သလားမိဘရောမိဘကိုသာသမီမကဲနိုင်လို့သာသမီကိုမိဘကလည်းမကဲနိုင်ဘူးရှင်းသလားဒီယုံနံကိုပိုင်သလားဖြစ်ပြီးရင်ဘာသစ္စာအမေအပိုင်ဘာသစ္စာဒါဖြင့်ဒီထဲမှာငါကိုငါဟာငါဥစ္စာပါသလားဓမ္မသဘောမြင်အောင်ကြည့်ရှင်းတယ်နော်အကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှကျင်နိုင်ကြလားဗုဒ္ဓဘာသာဆိုတာဘာခေါ်လဲဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်ဆိုရင်ဘုရားအဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်မှဗုဒ္ဓဘာသာဝင်ကျင်နိုင်ကြလားဘုရားကိုဘာလို့ကြောလဲ
ကျေသူရှိလို့အမဲဖြေနိုင်လာပြီဟုတ်ပြီဟောဘုရားဘာလို့ကြောလဲဘယ်လိုကြောမလဲကျေသူသိပြီမှာဘုရားကျေသူကိုဘယ်လိုသိမလဲအဲ့ဒါတညီရဲ့ဖြေနိုင်ဖို့လိုသေးတယ်နော်တို့မူကြိုးတွေအဲ့တစ်ချက်ကျန်နေတယ်ဟမ်ဘုရားကျေသူဘယ်လိုသိမလဲဆိုဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှဘုရားကျေသူကိုပြန်ပြောဘုရားကျေသူဘယ်လိုလုပ်သိမလဲအေးဘုရားဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းမရှိသေးဘဲနဲ့ဘုရားကျေသူသိတယ်လို့ပြောတာအမှန်ရှင်းလားသီလမဆောက်တည်သေးဘဲနဲ့သီလကျေသူသမာဓိတရားမလုပ်ဘဲနဲ့သမာဓိကျေသူပညာကိန်းအောင်မလုပ်ဘဲနဲ့ပညာကျေသူဂျေနသလားအဲ့တော့မကျင့်ကြံသေးပဲနဲ့ကျေးဇူးသိတယ်ဆိုတာရှင်းလားအဲ့တော့ခုခင်ဗျားတို့လည်းဘုရားကျေးဇူးသိအောင်ကြိုးစားခုအယူမှကြီးသွတ်ခါအောင်ယူနေတာဘုရားတခွန်းပဲပြောလိုက်တယ်ချစ်သမီးဗါတယ်လေကိုရှာသောတာပန်တည်သွားတယ်စကားတခွန်းနဲ့ယူဘက်ခန္ဓာလည်းမပြောဝေဒနာခန္ဓာလည်းမပြောသင်ညာလည်းမပြောသင်္ခါရလည်းမပြောရုပ်လည်းမပြောနာလည်းမပြောကိုရှာရှင်းလားကိုနှလုံးသွင်းကြည့်တယ်ဘယ်ဟာကိုပိုင်ပရာဇာကြီးသိညံထက်တာကြည့်လိုက်တယ်ဘယ်ဟာမှကိုမပိုင်ဘူးငါဥစ္စာမရှိဘူးသာသမီရောအားထားရအမှန်ဟုတ်သလားအမှန်ဟောအောင်သူတို့ခန္ဓာရောမြဲသလားကိုယ်ခန္ဓာရောဒီမှာမှငါမရှိဘဲနဲ့ဘာအားထားခြင်းသေးတာလဲအဖေကတစ်ချက်တည်းပြီးသွားတယ်ရှင်းလားနောက်ထပ်သူလွဲမားတဲ့အားထားရတွေရှာသေးလားမရှာတော့ဘူးချက်ချင်းအဲ့နာတဲ့အရှင်ဘုရားတပည့်တော်မဘိက္ခုနီမဝတ်ခွင့်ပေးပါဘုရားကဘိက္ခုနီမဝတ်ပေးလိုက်ဝတ်ပေးပြီးတပတ်မပြည့်ခင်မဲ့ယဟန္တာမကြီးဖြစ်သွားတယ်ရှင်းလားဘာရှာရတာလဲအဲ့တော့ယဟန္တာမကြီးဖြစ်သွားတော့ခင်ဗျားတို့လိုချင်တဲ့၅ပါးအာယုံကာမဂုဏ်တွေလိုသေးလားမလိုတော့အကုန်အပူဖြစ်သွားတယ်ခုခင်ဗျားတို့မှရှာလို့ကိုမပြီးနိုင်ဟမ်ဗရဇာကြီးတို့ကြောင့်ဝိနည်းတိုင်းနေတဲ့သပိတ်သလုံးသင်္ကန်း9တဲ့ဘိက္ခုနီမဆိုတော့9တဲ့ယောက်ျားယဟန်က3တဲ့အဲ့တော့ဘိက္ခုနီမသပိတ်သလုံးနဲ့သင်္ကန်း9တဲ့နဲ့ဘုရားအဆုံးအမအတိုင်းဝိနည်းကိုဆောင်ပြီးတော့ကျင့်ကြံအားထုတ်နေတယ်ဆိုတော့အဲ့ဒီမှာတဲ့ဝိနည်းဆောင်ဧတရက်ဆိုတဲ့ဘွယ်တူးကိုရပါတယ်ကဲကြည်သာအယူမကြီးအရှာတဲ့သွားတာဂုံတူးတောင်ပါသွားတယ်ရှင်းလားအယူမကြီးပါတဲ့တယ်အရှာတဲ့တော့ဘာပါလဲဂုံတူးပါသွားတယ်ထူးထူးလဲပဲလေအယူဘဝတော့တောင်ပြည့်မြောက်ပြည့်သူသွားလျှောက်ပြီးတော့အဝတ်တောင်မပါပဲသွားနိုင်သေးတဲ့ပုဂ္ဂိုလ်အခုဝိနည်းနဲ့နေသားမှဆိုတော့မနေနိုင်စရာအကြောင်းမရှိတော့ဘူးထူးကျွန်းဆုံးဖြစ်သွားတယ်ဂျင်းသလားဟိုးအနှိမ့်ဆုံးကနေအမြင့်ဆုံးကိုရောက်သွားတယ်ဘာတဲ့သွားလို့လဲခင်ဗျားတို့လည်းအခုငတ်မို့ခေါင်းပါသွားနဲ့ရှားနေတဲ့ငွေစေးရတက်ပြန်ပြီးတဲ့ကြာပြန်ပြီးတဲ့အခြေအနေမကောင်းမှုတဲ့ကောင်းနေတဲ့ဖြတ်လို့ရတယ်တဲ့မရဘူးဟာရှုပ်ရှက်ကိုခါနေတာရှာသိအောင်ရှာနော်ပိုင်သလားချမ်းသာမလားတကယ်ချမ်းသာခြင်းဒီတလုံးနဲ့ပဲဒီနေ့တရားသိမ်းပါမယ်အဲ့တော့ဘယ်သူကိုရှာရမလဲကိုရှိတော့တကယ်ရှိတာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးကလည်းမြဲသလားမမြဲဘူးလားကဲဝေရူပခန္ဓာမြဲသလားဘယ်သဘောရှိလဲဖောက်ပြန်တဲ့သဘောရှင်းတယ်နော်ဝေဒနာရောမြဲသလားဝေဒနာလည်းဖြစ်ပြီးရင်တင်ညာရောမြဲသလားဖြစ်ပြီးတော့သင်္ခါရရောမြဲသလားဖြစ်ပြီးရင်ဝိညာဉ်ရောမြဲသလားဘယ်တရားကိုပိုင်လဲသူသဘောငါဟာငါဥစ္စာဆိုလို့မရရင်သူ့အတွက်တတ်မဲ့ခြင်းတွေ့တာခြင်းစိုးရင်ချင်းကြောက်ကြခြင်းလာစရာလိုသေးလားဟိုမှာမိတိုင်းလည်းမိလောင်ကိုများလောင်မလားလို့ပူရတယ်ရှင်းသလားအမလေးမိတွေလျှော့ပြပြီးလောင်ကုန်ရင်ဒုက္ခဘာရှိတယ်လို့လဲခန္ဓာရှိတယ်လို့အဲ့ခန္ဓာကိုပိုင်သလားမပိုင်မှသိရင်ပူစရာရှင်းတယ်နော်ကဲဒါဖြင့်တရားရှိတာရှိလေဘာရှာမလဲကိုတွေ့အောင်ရှာရင်ကစုံလားပြည့်နေအပြေးလွှားလေးဘယ်သူ့ကိုပူဇော်မလဲရှင်းသလားငါတို့ဒီဘယ်သူ့ဆုံးမနဲ့ယက်တည်နေတာလဲအားလုံးသဘောပါလားအဲ့တော့ဘယ်သူကိုဘယ်သူရှာကြမယ်ကိုရှာရင်ယုတ်တရားနဲ့
ဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ကဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးအကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာနေတန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောသတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့မိမိကိုယ်ကိုမိမိတွေးအောင်ရှာကြပါလို့တိုက်တွန်းရင်းနဲ့ဗရာစာရီထေရီအပဒံဏိဂုံချုပ်ကြစို့